အားလုံးပဲမင်္ဂလာပါခင်ဗျာ Ghost Story Channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်နော်ကျန်းဟာသူမရဲ့အမေအဖွားတို့နဲ့အတူမော်စကိုကတာမန်တိုက်ခန်းလေးတစ်ခုမှနေထိုင်ပါတယ်ကျန်းကကြောင်းတက်တယ်သူမအမေကမူဂျိုဆီယာမအဖွားကတော့အပင်စားရတာဝါသနာပါသူပါအဖွားရဲ့အခန်းလေးဟာရုက္ခဗေဒဥယျာဉ်တစ်ခုလိုအပင်တွေနဲ့ပြည့်နှံ့တတ်ပါတယ်ဒီနေ့မှာတော့အဖွားကဈေးကနေအပင်အတွက်ခင်းရောင်မီးသီးတစ်လုံးဝယ်လာခဲ့တယ်ကျန်းကတော့အဲ့ဒီခရမ်းရောင်မီးသီးတွေအကြောင်းကျောင်းကတငယ်ချင်းတွေပြောပြတဲ့ရောက်စရာပုံမြင်တွေကိုကြားဘူးပေမဲ့မယုံခဲ့ပါဘူးဒီရောက်ကတ်ထဲမှာခရမ်းရောင်မီးသီးလင်းနေတဲ့သတင်းပေါက်တွေထောင်နဲ့ချီရှိတာပဲအဲ့ဒီလူတွေအကုန်လုံးကဖုတ်ကောင်တွေဖြစ်သွားကြမှာတယ်လားဒိဗ္ဗံမရှိတာလို့ပဲသူမတွေးခဲ့ပါတယ်အဲ့ဒီနေ့တနေ့လုံးအမေနဲ့အဖွားဟာအခန်းထဲမှာအဲ့ဒီမီးသီးတက်ဖို့အလုံးရှုံနေကြတယ်ညနေချမ်းကျောင်းကနေပြန်လာတော့အဖွားရဲ့ပြတင်းပေါက်ကခင်းရောင်မီးတွေလေးနေတာကိုတွေးလိုက်ရပါတယ်ကဲအခုတော့ငါတို့တွေဖုတ်ကောင်ဖြစ်တော့မှာပေါ့လို့တွေးပြီးတော့သူမရဲမိပါသေးတယ်အိမ်ထဲရောက်တော့သူမအမေကအရသာရှိတယ်အာလူးထောင်းနဲ့အသားလုံးကျော်ကျွေးပါတယ်အဖွားကတော့အပင်အသစ်တွေကိုစိုက်နေလို့အနှောက်အယှက်မပေးဖို့မှားထားတယ်လို့အမေကပြောပြတယ်ညစာစားပြီးတော့ဒိန်းကအဖွားဘာတွေလုံးနေလဲကြီးဖို့သွားပင်မဲ့တကားကအတွင်းကနေပိတ်ထားပါတယ်အဖွားကိုခေါ်ပင်မဲ့ဘာသမ်းမှပြန်မကြားရပါဘူးညတကောင်မှာတော့ကျန်းဟာတကြီးကြီးမြည်တဲ့အတန်ကြောင့်နိုးလာတယ်အဖွားအခန်းတကားကပွင့်နေတာကိုတွေးလိုက်ရလို့အခန်းထဲကိုကြည့်လိုက်တော့ဘယ်သူမှရှိမနေခဲ့ပါဘူးဒါပေမဲ့အဖွားကတကားနောက်ွယ်မှာရက်နေပြီးတော့သူမကိုကြည့်နေတာကိုကျန်းမသိခဲ့ပါဘူးကျန်းအနောက်ကိုလှည့်ကြည့်လိုက်တော့တကားနောက်ရဲ့ခင်းရောင်မီးသီးအောက်ကသူ့အဖွားရဲ့မျက်နှာကိုတွေ့ပြီးလန့်ဖြန့်ပြီးသူမအခန်းထဲကိုပြေးဝင်ကစောင်းချိုအောက်မှာပုန်းနေပြီးတော့တယ်ဒီမီးသီးတွေကလူတွေကိုတကယ်ပဲပြောင်းလဲစေတာလားလို့သူမစတွေးမိလာတယ်နောက်နေ့မှာအမေကိုအဖွားထူးဆန်းနေတဲ့အကြောင်းပြောပြပေမဲ့အမေကရေရေမောမောနဲ့ပဲတုတ်ပြန်ခဲ့တယ်ဒါနဲ့ကျန်းကအဖွားအပြင်သွားတော့အဲ့ဒီမီးသီးတွေကိုလဲပစ်ဖို့စိုးဖြတ်လိုက်တော့တယ်အခန်းထဲဝင်ကြည့်တော့မီးသီးတွေကအရင်ကားထက်များကြီးပိုများနေတာကိုတွေးလိုက်ရတယ်ကျန်းကခင်းရောက်မီးသီးတွေကိုတစ်လုံးချင်းဖြုတ်ပြီးတော့တာမန်မီးသီးတွေနဲ့လဲနေတော့အိမ်ထဲကိုတယောက်ယောက်ဝင်လာတဲ့အတန်ကိုကြားလိုက်ရတယ်အဖွားပြန်လာတာလားကျန်းကြောက်ကြောက်လန့်လန့်နဲ့ကတင်အောက်မှာပုံးနေလိုက်တယ်အခန်းထဲကိုဝင်လာသူရဲ့လက်ထဲမှာခင်းရောင်မီးသီးအသစ်တွေပါလာပါတယ်အဲ့ဒါကတော့သူမရဲ့အမေဖြစ်နေတာပါသူမအမေကဗီဒီယိုတကားကိုဖွင့်လိုက်တော့ဗီဒီယိုထဲမှာအဖွားရှိနေပါတယ်အဖွားကအရန်ကိုပြောင်းလဲနေပြီးတော့မျက်လုံးတွေကလည်းအပေါ်ကနေလင်းနေတယ်ခင်းရောင်မီးသီးကိုပဲစိုက်ကြည့်နေပါတယ်သူမအမေကဂရင်ပေါ်မှာထိုင်လိုက်ပြီးတော့ကျန်းကိုခေါ်လိုက်တယ်ကျန်းလာလေအမေမေးအတွက်လက်ဆောင်တစ်ခုရှိတယ်ကျန်းဟာသူမအမေရဲ့မျက်နှာကိုလှည့်ကြည့်လိုက်တဲ့အခါသူမအမေရဲ့မျက်နှာဟာခြောက်ကပ်ပြီးတော့ပုတ်ကောင်တကောင်လိုဖြစ်နေတာကိုထိတ်လန့်ပဲတွေးလိုက်ရပါတော့တယ်ဆိုလိုတာကကျန်းကိုလည်းသူတို့လိုပဲခင်းရောင်မီးသီးအောက်မှာနေခိုင်းပြီးတော့လူသားမဟုတ်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲပြစ်တော့မှာဖြစ်ပါတယ်